မင်္ဂလာပါအခုကတော့ MT5 indicator တွေရဲ့ဘလိုတွေတိထောက်ထားတဲ့ဘလိုတွေအတွက်ကိုအသုံးပြုရတော့ချက်ပြောပြပါမယ်အခုဒါကတော့ MT5 ပေါ့နော် MT5 ဒါ demo account ဖြစ်တယ်ဒီမှာကျွန်တော် MT5 indicator တွေကိုထည့်ထားတယ်ဒီမှာအခုဘယ်ဘက်မှာမြင်ရတာကောဒါကတော့ forex pair တွေကို currency တွေကိုတစ်ခုနဲ့တစ်ခု switch လုပ်ဖို့သုံးတဲ့ဟာလေးတွေဒါလေးတွေကတော့ market ထဲမှာလည်းရှိတယ်ဒါကတော့ကျွန်တော် indicator အကုန်လုံးကိုပေါ့နော်ကိုတိုင်းပဲရေးထားမှာမဟုတ်ပါဘူး AI ကိုရေးခိုင်းတာပါပြောရမှာဆို vibe coding ပေါ့နော် vibe coding ဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့အထက်က code တွေကိုပေါ့ကျွန်တော်စစ်ထားတယ်ဒါပေမဲ့ယုံရတာလည်းရှိတယ်မယုံရတာလည်းရှိတယ်အဲ့တော့ vibe coding ရဲ့မှာအားနည်းချက်အားသာချက်တွေရှိပါတယ်ပေါ့နော်အဲ့တော့သုံးမယ်ဆိုရင်သတိထားဖို့လိုပါတယ်ဒါလေးတွေကပါလဲဆိုရင် indicator တွေကို pair တွေကိုပြောင်းနေတဲ့ pair တွေကိုအလွယ်တကူပဲနှိပ်လိုက်ရုံနဲ့တစ်ချက်သေးနဲ့ဒါပြောင်းသွားမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ဒီအောက်က table လေးကိုကြည့်လိုက်ရအောင်ဒါ indicator နောက်တစ်ခုပေါ့နော်ဒီ indicator လေးကဘာလဲဆိုရင် first pair တွေကိုကျွန်တော်အကုန်လုံး5 pair နာမည်ပါမယ်ဒါမှဆိုရင် high of day low of day ပေါ့နော်medicated high of day low of day ပြောရင်တာကဘာလဲဆိုတော့ high of day low of day သူမထိရသေးတဲ့အနည်းဆုံး high of day low of day တွေကိုပြောတာအဲ့ဒါကိုကျွန်တော်တို့ဒီမှာဆိုရင်အဲ့ဒီ high of day ကိုသွားမယ်ဆိုရင်ဒီ column ကဘာလဲဆိုရင်49 bit သွားမယ်တဲ့နော် low of day ကိုသွားမယ်ဆိုရင်21 bit သွားပါမယ်တဲ့ USD မှာဆိုရင် high of day low of day ရှိမယ်မစားရသေးတဲ့ high of day low of day အနည်းဆုံးမှာရှိမယ်အကောင့်နဲ့သွားမယ် 50 21ရှိမယ်49ရှိမယ်ပေါ့နော် trend ရဘယ်လို trend လဲတဲ့ဒါ trend ကိုကျွန်တော် Ichimoku နဲ့စစ်ထုတ်ထားတယ်သူကဘာလဲဆိုတော့ trend ကတော့ daily trend မှာကြည့်မယ်ဆိုရင်ဒီ indicator ဒီ daily မှာသုံးထားဖြစ်တဲ့အတွက်ကြောင့် daily ကိုပဲကျွန်တော်အမြဲတမ်းပြမယ်trend ဒီ bearish trend နဲ့เนาะဒါ cloud ရဲ့အောက်မှာပဲရှိသေးတယ်သူကဘာမှဆိုရင်တန်ကန်းဆန်တဲ့ key juice ဆန်ဆိုရင်သူကတန်ကန်းဆန်ရဲ့အပေါ်မှာဖြစ်ပြီးတော့ key juice ဆန်ရဲ့အောက်မှာဖြစ်နေပါတယ်เนาะသူ lot အနည်းဆုံးကတော့သူ့တက်ကဒါဒီ low of day ပေါ့เนาะ low of the day ဒီအနည်းဆုံးဖြစ်မယ်သူအနည်းဆုံး liquidity point ပေါ့เนาะအပေါ် point နဲ့အောက် point နဲ့ရှင်းမယ်ဆိုအောက် point ပိုပြီးနီးနေပါတယ်ပေါ့ဒါသူကအဲ့လိုလေးတစ်ချက်ပြောတာအဲ့တော့ဘယ်လိုဖတ်မလဲဆိုရင်ဆိုကြပါတော့ပေါ့နော်ကိုက down main trend ရဲ့ down trend ကြီးနောက်ပြီးဒီအနည်းဆုံးကလည်း bearish အနည်းဆုံးကလည်း low of day ကလည်းအနည်းဆုံးဖြစ်နေဆိုရင်ဒီ pair တစ်ခုအနေနဲ့အပေါ်တက်မယ်ဆိုရင်တော့မှပေါ့နော်အောက်က low of day ကိုတွားပြီးစားနိုင်ကြီးများတယ်လို့ကျွန်တော်တို့ကသိရမယ် down trend ဆိုရင်လည်းဒီတိုင်းပဲ down trend ဆိုရင်တော့ပေါ်ပြောမနေနဲ့တော့ low of day ကိုပိုစားဖို့ပိုများတယ်ပေါ့ဒါဒီလိုလေးဖတ်လို့ရပါတယ်အဲ့တော့ကိုက pair တစ်ခုကို trade ရှင်နေဆိုရင်ဆိုကြပါတော့ဆိုကြပါတော့ကျွန်တော်တို့ Australian dollar နဲ့ New Zealand dollar ဆိုရင်သူဒီ bullish ပါတဲ့ကလောက်ရဲ့အပေါ်မှာ bullish ဖြစ်ပါတယ်တဲ့နောက်ပြီးရင်သူ့တဲ့အနည်းဆုံးကတော့ low of day ဖြစ်မယ်အနည်းဆုံးက low of day ဖြစ်နေတဲ့တန်ကန်းဆန်တဲ့ key juice ဆန်ကြားမှာဖြစ်နေတယ်ပေါ့နော်ပြောရမယ်ဆိုရင် indicator သူဒီ bull ဖြစ်တဲ့အတွက်ကြောင့် AUD asset တွေနဲ့ bull ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော် bull ဖြစ်တဲ့အတွက်ကြောင့်သူဒီတက်မယ်ဆိုရင် low of day ကိုစ low of day ဆိုတဲ့မှာကြီး 11.2 pip ပဲရှိတယ်ပေါ့နော်သူတက်မယ်ဆိုရင်ဒီကောင် low of day ကိုစပြီးတော့မှာပဲသူဒိန်းဆိုပြီးတော့သူတက်သွားမှာအနေထားမှာရှိပါတယ်ပေါ့ဒီလိုဆိုရင်ကို trade ရှင်တဲ့ pair တစ်ခုကိုအနည်းဆုံးပေါ့နော်အနည်းဆက်ဆုံးအနေနဲ့ဒါလေးဒီအလွယ်တကူပေါ့အနေထားလေးတစ်ခုချက်ချင်းလိုက်ရင်သိနိုင်ပါတယ်ဟုတ်ပြီဒါပဲလားဆိုတော့မဟုတ်ဘူးအားတစ်ခုပြအဲ့တော့ကျွန်တော် AUD asset ဒီပဲပြပါမယ်နော်ဒါကတော့ currency switcher ဟိုနဲ့ဒီဘက်နဲ့ပြောင်းတာအလွယ်တကူပြောင်းအောင်လုပ်တတ်တာပေါ့နော်ဒီမှာပြနေတဲ့ဒီအနီ line အနီ dotted line လေးအစိမ်း dotted line လေးဒီကျွန်တော်တို့ trading view indicator နဲ့အတူတူပဲသူဒီပါလဲဆိုတော့ daily high and low တွေကိုကျွန်တော်တို့ဒီပြနေတယ်ပေါ့နော်ဒီ daily high and low တွေကိုသူတစ်ချက်ပြနေတယ်သူချိပြီးသွားပြီစားပြီးသွားပြီဆိုပြီး liquidity တွေယူပြီးသွားတဲ့ point တွေမှာဆိုရင်တော့သူဒီဆက်မပြတော့ဆက်ပြီးတော့ extend လုပ်လာတော့ line တော့ဒါမျိုးဆိုရင်ပေါ်မှာ liquidity တွေ3ခုရှိမှဒီမှာ liquidity ရှိမှလား liquidity 4ခုပေါ့နော်အနေထားကကျွန်တော်တို့ကြည့်မယ်ဆိုရင်အကြမ်းမြင့်အားဖြင့်ဆိုရင်ပေါ့နော်ဒီမှာဆိုရင်ဒီစာနဲ့ချက်ချင်းပြောမယ်ဆိုရင်တော့ဒါဒီ trend ရအပေါ်တက်နေတယ် AUD asset ဒီ trend တက်နေတယ် technically ရတက်နေတယ်ပေါ့နော်ကျန်တဲ့ဟို fundamental နဲ့ market sentiment အပိုင်းတွေတော့ကျွန်တော်ထပ်ပြီးတော့ဒါ trade breakdown ပို့တော့မပြောတော့ဘူးဒါမှမဟုတ်ဆိုရင်တက်နေတယ်ဒီကလေးတော့အပေါ်တက်မယ်ဆိုရင်ကျွန်တော်တို့ probability စဉ်းစားဖို့လိုတာ AUD asset ဒီအနေနဲ့ဒီမှာဆိုကြပါတော့ဒီမှာဒီ liquidity ကအောက်မှာရှိတယ်ဒီ liquidity ကိုစားပြီးတော့ပြန်ကန်တက်တဲ့အချိန်မှာကျွန်တော်တို့ဒီ bullish scenario ပေါ့နော် bullish scenario အနေနဲ့စဉ်းစားလို့ရနိုင်တယ်ဒါလေးတွေကိုကျွန်တော် trading view က indicator တွေကိုကျွန်တော်ဒီဘက်မှာပဲထည့်ထားတာဖြစ်ပါတယ် MT5 မှာထည့်ထားတာဖြစ်တယ်အဲ့တော့ဒါလေးဟုတ်ပြီပေါ့အဲ့တော့အဓိကထပ်ပြောချင်တာပါလဲဆိုဝါနာပါလားချက်ချင်းကြည့်အောင်
ဒီမှာဒီကဏ္ဍလေးတွေပေါ့နော်ဒီကိန်းကဏ္ဍလေးတွေကတန်ဖိုးရှိတယ်အလကားကဏ္ဍလေးတွေမဟုတ်ဘူးသူကဘာလေးတွေလဲဆိုရင်သူကဒါလေးဒီ tick volume လေးတွေပေါ့နော် tick volume လေးတွေ tick volume ဆိုတာဘာလဲဆိုတော့ကျွန်တော်ရိုးရိုးကျွန်တော်တို့ဒီမှာဒီ volume ရိုးရိုး volume နဲ့မတူဘူးဒီမှာကျွန်တော်ပြောမှဆိုရင်ဒီမှာဒါလေးတွေပေါ့ right click နဲ့လိုက်ပြီဆိုရင်ဒီမှာ tick volume ရှိတယ်ရိုးရိုး volume ကို tick volume ရိုးရိုး volume ရိုးရိုး volume တက် tick volume မတူဘူးပေါ့နော်ကျွန်တော်တို့ကဒီမှာ tick volume ကိုသုံးမှာဖြစ်တယ်အဲ့တော့ tick volume ကိုသုံးထားတယ် tick volume လေးကိုသုံးတယ်ပေါ့နော် tick volume လေးကဘယ်လိုလဲဆိုတော့အဲ့ volume လေးတွေကဒီကျွန်တော်တို့ဒီ candle တစ်ခုမှာအယောင်းဝယ်တစ်ခုပေါ့နော်အယောင်းဝယ်တစ်ခုဖြစ်ဒီ volume လေးတွေမှာ tick လေးတွေကတက်လိုက်ကြလိုက်ဖြစ်တယ်ပေါ့တက်လိုက်ကြလိုက်ဖြစ်တယ်ဆိုရင်အဲ့တက်လိုက်ကြလိုက်ဖြစ်တဲ့ဥစ္စာလေးကြီးတွက်ထားတာကျွန်တော်တို့ဒီ footprint လိုမျိုးdata တွေတော့မဟုတ်ဘူး CFD မှာ footprint ကလည်းကျွန်တော်တို့မရှိဘူးပေါ့နော်သုံးလို့မရဘူးပေါ့ဒီ centralized market ဖြစ်တဲ့အတွက်ကြောင့် footprint သုံးလို့မရဘူးဒါပေမဲ့ကျွန်တော် tick volume တော့သုံးလို့ရတယ် tick volume ဒီကျွန်တော်တို့ဒီအနည်းဆက်ဆုံးတူတယ်ပြောရမှာပေါ့အဲ့တော့ဟုတ်ပြီအဲ့ဘယ်လိုတူလဲပေါ့ဘယ်လိုတူလဲဆိုရင်ကျွန်တော်တို့ကျွန်တော်တို့ဒီ price ရွေ့သွားတဲ့ candle တွေမှာသူ့မှာအတိတ်ပဲတွေရှိတယ်ရိုးအတိတ်ပဲတွေမဟုတ်ဘူးဒီမှာဆိုရင်အပြာ 8.5 50k 20k ပေါ့လားသူ့ရဲ့ tick volume ရွေ့ရတဲ့ tick volume လေးကိုပြတယ်ရိုးတန်းတဲ့ candle တစ်ခုကဒီ candle ဆိုရင်ကျွန်တော်တို့ပုံမှန်ဆိုရင်မှာ 12k ပဲရှိတယ်ပေါ့နော်ကျွန်တော်အကြမ်းပြ 12k ပဲရှိတယ်ဒီဘက်မှာဆိုရင် 20k ရှိတယ်ဒီ candle တစ်ခုရဲ့သူအထက်ကဒီပြင်းအားပေါ့နော်ရောင်းနေဝယ်တဲ့လူတွေဒီအပြာရဲ့ဆိုင်ပြင်းအားကိုဒီ tick volume အနေနဲ့ကြည့်လို့ရနိုင်တယ်ပုံမှန်ဆိုရင်တော့သူ original ပါတဲ့ tick volume ဒီလိုတုံးလေးတွေပဲဖြစ်တယ်တုံးလေးတွေပဲဖြစ်ဆိုကြကျွန်တော်ကဏ္ဍအနေနဲ့ကျွန်တော်အနေနဲ့ပေါ့နော်မစဉ်းစားနိုင်ဘူးပေါ့နော်ဒါကြည့်ရင်သိမမြင်တာဘူးအဲကျွန်တော်မှာ tick volume ထည့်ထားတယ်ဒီ tick volume တွေမှာဆိုရင်ကျွန်တော်တို့ဒီ candle ဒီဘယ်လိုတက်သွားပြီဘယ်လောက်စားဘယ်လောက်ပြည့်အားနဲ့ကန်ပြီးတော့မှစားပြီးတော့မှဘယ်လိုပြုတ်ကျသွားရဲဆိုတော့ဒါတွေမှာကြည့်လို့ရတယ်ပေါ့နော်ဟိုဆိုကြပါလိမ့်တော့ပြောမယ် NZDC ဒီထည့်ကြည့်အောင်တော့ဒီမှာဆိုရင်ကျွန်တော် NZDC ဒီ1 hour candle မှာသူဆက်ပြီးဆဲသွားတယ်ကျွန်တော်ရောင်းခဲ့တဲ့နေရာမှာဆိုရင်ဒီနားလေးချက်ကြည့်အောင်နော်ဒီမှာဆိုရင်ဒီမှာတွင်းကျွန်တော်တို့ဒီမှာလေးအနီရောင်ကဘာလဲအပြာရောင်ကဘာလဲလို့မေးတာရှိတယ်ပေါ့နော်အနီရောင်ကဘာလဲအပြာရောင်ကဘာလဲဆိုရင်ဒီအပြာရောင်လေးပေါ့နော် P75 ဆိုတာဒီကတ်လေးပေါ့နော်900 1000ပြန်ပြီးနောက်ပြန်ပြီးတွက်ထားတဲ့အချိန်မှာသူ့ရဲ့ percentile အများစု75% เนาะကန်လေးတွေဒီ 2.3 ပဲရှိတယ်2.3 ကျွန်တော်တို့ဒီမှာဘယ်နှစယူမှာလဲ2.3ရဲ့3ဆလား spike 3ဆလောက်ဆိုရင်ကျွန်တော်တို့သူ့ရဲ့ပုံမှန်ပြဖြစ်နေကြ percentile 75ရဲ့3ဆတော့ပမာဏကိုအဒီအောင်နဲ့ယူထားတာပေါ့နော်ဒါ indicator မှာပြန်ပြီးစစ်လို့ရတယ်ပြန်ပြောင်းလို့ရတယ်ဒီနားမှာအချက်ကြည့်မယ်ပေါ့ကြည့်မယ်ဆိုရင်ကျွန်တော်ပုံမှန်ဆိုရင်ဒီမှာတော့သူရောင်းဝယ်ပြင်းထန်တယ်တိုက်ပွဲပြင်းထန်တယ်14 15မှာလာတက်နောက်ဆုံးမှာဖြစ်သွားလဲဒီနားမှာ18ကနေပြီးတော့18ကနေ26တက်သွားတယ်တက်ပြီးတော့မှဘိုးဆိုပြီးတော့ price ကကျသွားတာဒီနေရာမှာသူတို့အဓိကအယောင်းဝယ်လုပ်လိုက်တဲ့နေရာဒီနေရာဒီဘက် point တဲ့ဆိုင်ဒီဘက် point မှာ15ဖြစ်ပြီးပြုတ်ကျတဲ့ဆိုင်ဒီမှာဒီ26ဖြစ်ပြီးပြုတ်ကျတာအတိတ်ကဘာလဲဆိုတော့ဒီမှာဒီကနေသူပြန်ပြုတ်ကျတယ်နောက်ဆုံးမှာတော့သူတို့တွေဒီ seller တွေဒီနားကဒီ gap ပေါ့နော်ဒီ gap ကိုတိုးပြီးတော့ဒီ gap ကနေရာကိုသူတို့တွေလုံးဝဒီ entry ကိုထည့်ဒီသူတို့ရဲ့ entry order တွေပေါ့ order position တွေကာကိုတဲ့နေရာ26နဲ့ 26k အားပမာဏနဲ့သူ price ကိုတွန်းချလိုက်တယ်ပေါ့ဒီနေရာဒီတန်ဖိုးရှိတဲ့တန်နေတန်ဖိုးရှိတဲ့အတိတ်ပဲရှိတဲ့ကျွန်တော်တို့ရဲ့ price level တစ်ခုဖြစ်တယ်ဒါဒီကျွန်တော်တို့ဒီကိန်းကနန်းလေးနဲ့ကြည့်မှမြင်တဲ့အရာမျိုးပေါ့နော်ကျင်းမဲနေပြီးတဲ့အရာမျိုးသူဒီ 80k ကနေပြီးတော့ 26k ဖြစ်သွားတယ်ပြီးတော့မှပြန်ပြီးတော့7ဒီဘက်ကနေပြီးတော့ရောင်းအားတွေနဲ့တွန်းချလိုက်တဲ့ price ကအဲ့တော့ဒီနေရာလေးဒီအတိတ်ပဲရှိတဲ့ကျွန်တော်တို့ daily high လေးတစ်ခုဖြစ်နေတယ်ပေါ့အဲ့တော့ကျွန်တော် daily high လေးတစ်ခုဖြစ်တယ်ဒီနေရာလေးမှာကျွန်တော်မြင်တာလိုက်နော်ဒီနေရာလေးတားလိုက်အဲ့တော့ဘယ်လိုဖြစ်သွားလဲပြန်ကြည့် price ဒီကျွန်တော်ဒီဘက်မှာနော်အရောင်းရလိုက်တယ်ပေါ့နော်10 order 10ပို့တဲ့ချိန်ရလိုက်တယ်ဒီမှာဒီ ठी ပဲကျွန်တော်လုံးဝရတယ်ကွက်တီရတယ်ပြီးရမှာဖြစ်တဲ့ price ကခုနကကျွန်တော်ဒီနေရာသူတို့တွေတကယ်ရောင်းလိုက်တဲ့နေရာ daily high နေရာဟို price ကပြန်လာတယ်နော်ပြန်လာတယ်ပြီးတော့သူတို့တွေဒီဘက်မှာအရောင်းသူတို့တွေရဲ့ position တွေကိုကာကွယ်တဲ့အနေနဲ့ဒီဘက်တွေမှာပြန်ပြီးတော့သူတို့အရောင်းဝယ်လုပ်တယ်ပြန်ပြီး position ကိုကာကွယ်တယ်ပြီးတော့ပြန်ပြီးတော့တွန်းချလိုက်တယ်ဒါဒီကျွန်တော်တို့လည်းဒါတကယ်လက်ရှိဖြစ်နေတဲ့ market ကိုကဏ္ဍအနေနဲ့လည်းကြည့်ရင်မြင်နိုင်ပါတယ်လို့ကျွန်တော်ပြောချင်တာဖြစ်ပါတယ်ဒီတိုင်းကန်တယ်ကြီးကြည့်ရုံနဲ့တော့
လိုင်းကြီးတော့မသိနိုင်ဘူးဒီလိုလေးကြည့်ရင်ပိုးမိနိုင်တယ်ဒါကဘာလို့ tick volume သုံးထားလဲဆိုတော့ full print မရှိလို့ CFD မှာ full print မပါဘူးကျွန်တော်တို့ဒီ tick volume ကိုသုံးတာဖြစ်တယ် volume ပဲသုံးဖို့ကြာတဲ့ခါကျတော့ volume ကြာတော့လဲသူတို့တွေက broker တစ်ခုနဲ့တစ်ခုနဲ့မတူတဲ့ခါမှာပေါ့နော်ဟိုဖြစ်နိုင်တယ်ပေါ့နော်ကိန်းကနန်းနဲ့အပြောင်းလဲရှိနိုင်တယ် tick volume ကြာတော့မတူတော့ဘူးအဲ့ဒါ tick volume ကိုသုံးတာဖြစ်ပါတယ်အခုအဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ဒီအောက်က candle လေးတုံးလေးတွေကဘာလဲဆိုတော့ဒီ candle တွေရဲ့အချိန်ကိုတိုင်းတာပေါ့နော်အချိန်ကိုတိုင်းတာဘာလဲဆိုတော့ဆိုကြပါတော့ဒီမှာခုနနေရာကိုပဲကြည့်မယ်ဒီ 26k candle လေးပဲကြည့်ဘာလဲဆိုတော့တကယ်ဆိုရင်တဲ့ဒီမှာ upper wick ဒီ61%နေသွားတယ်ပေါ့နော်ပြောနေဒီနားမှာဒီတကယ် upper wick ဒီ wick ကြီးနေတာပြောသွားတာတကယ်တမ်းကျဘာဖြစ်လဲ price ဒီကြာ wick မှာကြာနေပြီးတော့မှသူ price ဒီတွန်းချခံလိုက်ရတယ်နေရာလို့ပြောချင်တာနော် wick ပေါ်တိုင်း wick တိုင်းဒီအဓိပ္ပာယ်ရှိလားမရှိလားဆိုတာကိုကျွန်တော်တို့ဒီ candle ရဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့တွေကဒီသူတို့ရဲ့ဒီ tick volume နဲ့ချက်ဖတ်တယ်ပြီးရင်သူ့ရဲ့ဒီ candle time နဲ့ချက်ပြန်ဖတ်တယ်ပေါ့နော်ဒီမှာဆိုရင် upper wick မှာ82.6% နဲ့တကယ်တော့ဒီ upper wick မှာသူနေဝ price နေသွားတဲ့ဒီချိန်နေဒီအကြာကြီးနေသွားနေပြီးတော့မှသူဒီပြောမှဆိုရင်သူတို့ဝယ်သမျှတော့ဟိုဒီကဘာယာတွေဝယ်တဲ့ပမာဏအားလုံးကိုဆဲလာတယ်ဒီထိုင်းပြီးတော့ဝယ်စမ်းဆိုပြီးတော့သူတို့ထိုင်းပြီးရောင်းသွားပြီးအချိန်ကြာကြီးနေပြီးတော့မှ price ဒီဆင်းသွားတာဖြစ်တယ်ဒါမျိုးတွေကိုကျွန်တော်တို့ကနေပြီးတော့ဒီ candle time ကနေပြီးတော့ဖမ်းပြီးတော့မှတ်လို့ရတယ်သူဆင်းသွားရဆိုရင်ကျွန်တော်တို့ဒီဘက်ကဒီရောင်းရမယ်နေရာဖြစ်သွားပြီပေါ့နော်အဲ့လိုလေးချက်သိမယ်ကျွန်တော်တို့သိနိုင်မယ်အခုတမဆိုရင်လည်းကျွန်တော်ဒီဘက်ကတော့ကျွန်တော်ဒီ position တော့မရလိုက်ဘူးတော့သူအခြေရလဲကျွန်တော်ညမနက်အစောကြီး trade ရတာဖြစ်တဲ့အတွက်ကြောင့်မ trade ပြလိုက်ဘူးပေါ့နော်trade ကမှတ်ထားပေမဲ့ကျွန်တော်မရလိုက်ဘူးဒါမရချင်းပြဿနာမရှိဘူးအဲ့တော့ကျွန်တော်ဒီဘာလို့ဒီ indicator တွေပြန်ပြီးတော့လောက်ရလဲဆိုတော့ရှင်းတယ်ကျွန်တော်မှာ lower ချက်တွေရှိလို့ကျွန်တော်ရဲ့မှားတဲ့နေရာပေါ့နော်ဘာကြောင့် trade တွေမှာမှားပါလဲဘယ်လိုတွေဖြစ်သွားလဲပေါ့အဲ့ဒါတွေကိုပြန်ပြီးတော့အစင်းချင်းပြန်ပြီးစဉ်းစားပြီးတော့မှဒီမှားတဲ့ဟာတွေဘယ်လိုကာကွယ်မလဲဆိုတဲ့ပေါ့နော်ဒီကိုယ့်ရဲ့ဘယ်လိုကာကွယ်မလဲဆိုပြီးတော့အဖြေကို solution ရှာပြီးတော့မှဒီ indicator ရေးတာဖြစ်တဲ့ vibe coding နဲ့ရေးတာဖြစ်တဲ့သူ့မှာဒီဟိုတော့ vibe coding နဲ့ရေးတာဖြစ်တဲ့ကြောင့် professional coder ရေးဆိုမျိုးတော့မဟုတ်ဘူးဒါပေမဲ့အဆင်ပြေတယ်ဗျာအဆင်ပြေတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာတော့တည်တာတယ်ဒါတွေကသူရောင်းအားဆက်ပြီးရောင်းချသွားပြီ price ဒီပြန်တက်လာဖို့ဆိုတော့သူအောက်ကိုဆက်ပြီးတော့ဆင်းတော့မယ်ပေါ့ဒါဆိုရင်ဒီ candle လေးတော့အကြောင်းတော့ဒီ tick volume နဲ့ဟိုအကြောင်းကိုတော့ဒီ candle time မှာအကြောင်းကိုတော့နားလိုက်လောက်ပါပြီเนาะ candle တကူဘာဖြစ်သွားလဲဆိုတော့သိချင်ကျွန်တော်တို့ဒီမှာဆိုကြပါတော့ဒီမှာဒီနားလေးကိုထောက်ကြည့်လိုက်အောင်မယ်lower weight body upper weight သူဘယ်လိုနေသွားလဲဆိုတာကိုကျွန်တော်တစ်ခုကျွန်တော်တို့ဒီချက်ချင်းသိတယ်เนาะဒါလေးကတော့ကျွန်တော်ဖတ်ဖို့လိုတယ်အခုဒီမှာနောက်ဆုံးဒါလေးရဲ့ရွေ့နေတာနောက်ဆုံးကန်တယ်ပေါ့နောက်ဆုံးကန်တဲ့အရေးမကြီးဘူးနောက်ဆုံးကန်တယ်ကသူကအမြဲတမ်းအတက်ကြအပြောင်းလဲဖြစ်နေမှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါကတော့အရေးကြီးဘူးအရေးကြီးတာဖြစ်ပြီးသားကန်တယ်တွေကကိုယ့်အတွက်ကဘယ်နေရာဒီဘိုင်းလုပ်ဖို့အဓိကကောင်းတယ်ဘယ်နေရာတွေဒီ selling လုပ်ဖို့ကောင်းတယ်ဆိုတာလေကျွန်တော်ကန်တယ်တွေကျွန်တော်တို့ဖတ်ရင်သိနိုင်တယ်ပေါ့နော်ဥပမာဒီမှာဆိုရင်ဒီမှာကန်တယ်တော့ weight ကြီးအကြီးဖြစ်သွားတယ် weight ကြီးဖြစ်ဒါမှမဟုတ်သူ့မှာဘာရှိလဲတကယ် tip volume ရှိလားမရှိဘူး tip volume ဒီ 2.14 ပဲရှိတယ်အဓိကတရားဆိုရင်အဓိပ္ပာယ်သိပြီးတော့ဒီခလာတဲ့ကန်တယ်တော့မဟုတ်ဘူးပေါ့နော်အဲ့လိုလေးတွေကျွန်တော်တို့ဖတ်လို့ရတယ်ဒီတိုင်းဆိုရင်တော့ဖတ်လို့မရဘူးပေါ့အဲ့ဆိုရင်ဒီကန်တယ်တစ်ခုပြီးသွားပြီနောက်တစ်ခုကဘာလဲဆိုတော့ဒါကတော့ဒီ indicator ကတော့ကျွန်တော်အရင်တုန်းကလည်းကျွန်တော်စဉ်းစားဘူးတယ်ပေါ့နော်စဉ်းစားဘူးတယ်စဉ်းစားပေမဲ့အစင်မပြိုကျွန်တော်ရဲ့ဖြည်းဖြည်းမှအခုနောက်ပိုင်းမှာရလာတဲ့အားမျိုးပေါ့ဒီမှာဆိုတော့သူကဘာပြောချင်လဲဆိုတော့ဒီမှာဆိုရင်တော့ AUD NZD ပဲဆိုကြပါဦး AUD NZD မှာဆိုရင်နော် economic calendar တွေဒီအများကြီးပေါ်တယ်နော်အများကြီးပေါ်တယ်ဟုတ်ကဲ့ဒီမှာဆိုရင်ဒါဆိုရင် USD ချက်ပေါ့နော်ချက်ပြောင်းကြည့်လိုက်မယ် USD မှာဆိုရင်ကျွန်တော်တို့ဒီမှာဘာတွေ့မလဲဆိုတော့ဒီကျွန်တော်ရဲ့ဒီ Euro အတွက် economic event တွေဒီဘက်က USD ရဲ့ economic event တွေပေါ့နော်ဘာတွေပြီးသွားလဲဘာတွေကြံခဲ့လဲဘာတွေဆက်ဖြစ်မှာလဲဆိုတဲ့ဟာကိုကျွန်တော်တို့ဒီမှာဆိုရင် economic data အနေနဲ့ချက်ချင်းလည်းနေဒီမှာ data တွေကိုကျွန်တော်တို့ဒီမှာတစ်ချက်တည်းနဲ့သိနိုင်တယ်ပေါ့နော်29ရက်နေ့ဒီကျွန်တော်ဒါမှ economic သတင်းတွေကိုကျွန်တော်ပြထားပြီးသား
dash တွေကတော့မလာသေးတဲ့ဟာတွေပေါ့နော်21ရက်နေ့19နာရီအတွက်ထွက်တဲ့တဲ့ကျွန်တော်ဒီမှာဆိုမိုင်းလဲဆိုရင်ဒါဆိုကျွန်တော်တို့ကနေပြီး indicator ထဲမှာကျွန်တော်တို့တစ်ချက်ပေါ့နော် high ပေါ့ high only ပဲထားလိုက်မယ် high impact only ဆိုကျွန်တော်တို့ဒီမှာဆိုရင် USD ရဲ့ high impact တွေလွန်ခဲ့တဲ့14ရက်စာပေါ့နော်ဒါဘယ်နှစ်ရက်စာပြန်ကြည့်မလဲ2ပတ်စာကြည့်မလား3ပတ်စာကြည့်မလားဆိုရင်ဒါကျွန်တော်ချက်ချင်းသိနိုင်တယ်နောက်ပြီးတော့ဒီ indicator တွေမှာဒီ economic event တွေမှာဘာတွေဖြစ်သွားလဲဆိုတာကိုကျွန်တော်တို့ဒီအကြမ်းမြင်ပေါ့နော်ရောင်းမဝယ်မမဖြစ်တော့ဘူးပေါ့နော်ဆိုကြပါတော့ဒီမှာကြည့်ဥမာအပြင်ဆိုရင်ကျွန်တော်ဒီမှာ H ပြထားတယ်ပေါ့နော်ဒါဒီ PPI နဲ့နော် PPI ရဲ့ဒါ PPI နဲ့ USA PPI ဒါသူဒီအရောင်လေးနှစ်ခုတော့ကွဲနေတယ်အရောင်နှစ်ခုတော့ဘာကြောင့်ကွဲလဲဆိုတော့ဒါသူယူရိုအတွက်ဆိုတရား USD အတွက်ဆိုတရားလိုအရောင်လေးခွဲထားဖြစ်တဲ့အတွက်ကြောင့် base currency နဲ့ code currency ရဲ့ high impact low impact ကိုခွဲထားဖြစ်တယ်အဲ့တော့ဒီမှာဆိုရင် PPI သတင်းထွက်ပြီးတဲ့အခါမှာ price ဒီပါဖြစ်လဲ USD ဒီ PPI ဒီ 0.5 ကနေ 0.7 ဖြစ်သွားတာဖြစ်တယ်လို့ပြောတဲ့အတွက်ကြောင့် price ဒီပြုတ်ကျတာကိုတွေ့ရတယ်ပြုတ်ကျတယ်ပြီးတော့ဒီမှာနောက်ဆုံးဘာဖြစ်လဲ Fed ရဲ့ interest rate decision meeting လာတဲ့အခါမှာhigher for longer လို့ပြောပြီးတဲ့နောက်ပိုင်းမှာပေါ့နော် PPI ရဲ့ higher for longer ဖြစ်မယ်ဒီ rate ကမလျှော့သေးဘူးလို့ပြောတာဖြစ်တဲ့အတွက်ကြောင့် price ဒီပြုတ်ကျသွားတာတွေ့ရတယ်ဒါပေမဲ့ဘာဆက်ဖြစ်လဲဆိုတော့ဒီဘက် price မှာထပ်ပြီးတော့ဘောနော်ဒီမှာဆိုရင် euro ရဲ့ interest rate decision ပေါ့ euro ဘက်က interest rate decision ပြန်ထွက်လာတဲ့အခါမှာဒီနှစ်ခုကိုပြန်ဖြတ်ပြီးတော့ပြန်ပြီးကြောတက်သွားတာတွေ့ရတယ်အဲ့တော့ရောင်းမဝယ်မှာကိုက entry ဝင်တော့မယ်ဆိုပေမဲ့ဒီရှေ့မှာ price ကဘယ်လိုဖြစ်ကြလဲဘယ်သတင်းကဘယ်လိုကြောင့် price ပြုတ်ကျနေလဲအခုဆိုရင်ကျွန်တော်တို့က euro USD ကိုရောင်းမဝယ်မလားဝယ်မလားဆိုရင်ကျွန်တော်စဉ်းစားကြရတယ်အများကြီးရှိလာပြီပေါ့နော်ဒါတွေဒီအဓိကရောင်းမဝယ်မမဖြစ်ရကျွန်တော်ပြောတာဒါဒီ indicator ထည့်ရတာဖြစ်တယ်ဘာဖြစ်လို့လဲကျွန်တော်ထည့်လိုက်လဲဆိုတော့ကျွန်တော်ဒီဘက်ပေါ့နော်ကျွန်တော်ပုံမှန်ကိုရောင်းဝယ်လုပ်နေကြတိုင်းဒီဘက်မှာကျွန်တော်ဝယ်ဖို့ကြိုးစားတယ်ပေါ့နော်ဒီ daily low မှာ euro USD က higher for longer လည်းဖြစ်သွားပြီrate လက်ထပ်ပြီးတော့ interest လည်း rate ကလည်း delay ဖြစ်သွားပြီကျွန်တော်သိတယ် price ဒီဆက်ပြီးတက်မှန်သိတယ်ပေါ့နော်သိပေမဲ့ကျွန်တော်ဒီပုံမှန်ရဲ့ entry time မှာကျွန်တော်ဒီဘက်ကဒီ low လေးနေရာမှာကျွန်တော်စောင့်ဖို့ကြိုးစားတယ်ပေါ့ဒါကြောင်းဖို့ကြိုးစားတယ်ဒါပေမဲ့ price ဒီဖောက်ပြီးတော့ stop loss တွေထားပြီးတော့အောက်ဒီဆင်းသွားတယ်ပေါ့နော် bias ကမှန်တယ်ဘာကြောင့်မှားသွားလဲဒီဘက်မှာကျွန်တော်ဒီ can မှာဖြစ်လိုက်တဲ့သတင်းကိုကျွန်တော်မသိတဲ့အခါမှာမှားသွားတယ်ပေါ့နော်ဘာကြောင့်ဖြစ်သွားလဲသူရတဲ့မှာဒီ H ကဘာဖြစ်လဲဆိုတော့ဂျပန်ရဲ့ interest rate decision ထုတ်လိုက်တယ်သူတို့ကပြောလိုက်တာဘာပြောလိုက်လဲဆိုတော့ဒီ meeting မှာဟုတ်တယ်ငါတို့ဒီ rate high ဖို့လည်းရှိတယ်နောက်တစ်ခုကဘာလဲဆိုတော့ဒီ160နာကတ်လာပြီဆိုရင်ငါတို့ intervention နဲ့လုပ်မယ်ဆိုတဲ့သတင်းရှိရတယ်အဲ့သတင်းရဲ့အချိန်ကြောင့်သူဒီပြုတ်ကျလာတာပေါ့နော်ဆက်ပြီးပြုတ်ကျလာတာကျွန်တော်အနေနဲ့ဒီသတင်းရဲ့ momentum ကိုမသိတဲ့အခါမှာပုံမှန်အတိုင်းဖမ်းတဲ့အခါမှာကျွန်တော် stop loss ထိပါတယ်ပြီးတော့ဒါ initial jobless claim ဒါသူရဲ့ US data တွေပေါ့နော် US data တွေဒီမှာ16ကနေ18ဖြစ်သွားတယ်ဒါတော့ focus က3ပဲမှာ16 18ဖြစ်သွားတယ်ဒါပေမဲ့ jobless claim လည်းတကယ်ဆိုရင်1.3နေပြီးတော့205ဖြစ်တယ်ပေါ့ဒါပေမဲ့ဒီဖြစ်တဲ့သတင်းတွေကိုကျွန်တော်တို့မသိရတဲ့ကြောင့်ကျွန်တော်ဒီမှာ stop loss ပေးလိုက်ရတယ် bias ကမှန်တယ်ကျွန်တော်ဒါဆိုကျွန်တော်တို့ဒီမှာအဲ့ဒါကြောင့်ဒီလိုမျိုးကန်နယ်တွေမှာဘယ်လိုအတိတ်ပဲရှိတယ်ဆိုတော့ကျွန်တော်မသိတဲ့အတွက်ကြောင့်အမှားယွင်းနေရှိခဲ့တယ်အဲ့တော့ပေးဆက်ရတာရှိတယ်ပေါ့နော်အဲ့ကြောင့်ဒီလို indicator ကျွန်တော်ပြန်ပြီးရေးထားတာဖြစ်တယ်ကိုယ်အမှားတွေကနေသင်ခန်းစာယူပြီးတော့ဒါဒီပိုးကောင်းလုပ်ထားဖြစ်ပါတယ်အဲ့တော့ဒီမှာချက်ကြည့်လိုက်အောင်ဒီ indicator ပေါ့နော်ကျွန်တော်ဒီတကယ်လို့သာပေါ့နော်ကျွန်တော်ရဲ့ bias ကအပေါ်တက်မယ်ဆိုတော့လည်းသိတယ်ဒါပေမဲ့ဒီသတင်းရဲ့ဒီတုံ့ပြန်မှုကြောင့်ပြုတ်ကျလာတာကိုကျွန်တော်ဒီညမှာဆိုရင်တော့မဆာမဖမ်းမဲနေပေါ့နော်ကျွန်တော်ရဲ့သိခဲ့တယ်မယ်ဆိုရင်တော့ဒီဘက်ကနေပြီးဒီဘက် daily low ကနေပြီးကျွန်တော်စောင့်ပြီးတော့ဖမ်းမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဒီပေါ့နော်ဒါကြောင့်ကျွန်တော်ဒီ trade မှာ loss entry လဲ miss လဲဖြစ်တယ် stop loss လဲထိတယ်ဒါပေမဲ့ဒီ indicator ထည့်လိုက်တာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ဒီ show more percentage ပေါ့နော်ကိုယ့်ရဲ့ HD နည်းနည်းတိုးတက်လာတယ်လို့ပြောရမယ်အဲ့တော့ဒီမှာဆိုရင်နည်းနည်းလေးပြန်သွားကြည့်လိုက်အောင်ဒီနားမှာပေါ့ဒီနားမှာဘာတန်ဖိုးရှိလဲပေါ့အဲ့ဒီမှာဆိုရင်တော့ကြည့်အောင် USD ကြည့်ပြီးတော့ကြည့်အောင်ဟောသွားပါမယ်ဆို
ည်းထည့်နေအောင်ရှိတယ်တော့အခု USD JB ပဲဟိုချက်ကြည့်အောင်နော်ကြည့်ကြည့်မယ်ဆိုရင်ဘာကြောင့်ဒီ low ကတန်ဖိုးရှိလဲဆိုတော့ကျွန်တော်တို့ဒီဘက်မှာတစ်ချက်စစ်ကြည့်လိုက်မယ်နော်ဒီဘက်မှာကန်နယ်တွေကဘယ်လိုပြောနေလဲပေါ့ဒီဘက်ကကန်နယ်လေးဒီသူဘာပြောလဲသူက DD ဆိုရင်နော် DD ကတော့လုံးဝသူကာပါလုံးမှာနော်ကာပါလုံးမှာပဲဒီမှာသူ့ရဲ့ဒီမှာဆိုရင် tip volume ဒီအဓိပ္ပာယ်ရှိလားမရှိဘူးလားကျွန်တော်ကြည့်ကြည့်မယ်သူရဲ့ daily low လေးဒီပြောချင်တဲ့ဒီမှာ 9.5 ကနေပြီးတော့ဒီဘက်မှာရောက်တဲ့ခါမှာဆိုရင်ကန်တယ်ဒီ 12k ဖြစ်သွားတယ် 12k မီတက်သွားတယ်ပေါ့နော်ဒီဘက်ဆိုလဲဒီဘက်မှာဆိုရင်လဲ 80k ကနေပြီးတော့မှ 62k 80k ရတာသူတော့6တက်သွားတယ်ပေါ့နော်ဒီမှာသူတို့ရဲ့ပြောရမယ်ဆိုရင်ဒါဒီသူကာဗာလောက်တဲ့ point တစ်ခုဖြစ်တယ်အဲ့တော့ဒီကဆောင်းမလားဆိုရင်ဒါတော့သူ့ရဲ့ timing နဲ့ပြန်ပြီးတက်ရမှာပေါ့နော်ဒီလာတော့တဲ့လေးတော့ timing လေးပြန်ကြိုက်မယ်သူတို့တကယ်တမ်းကြာတော့ဘာဖြစ်လဲဒီ low နေရပါမယ်သူတို့ရဲ့တကယ်တမ်းကာဗာလောက်သွားတဲ့ဒီ price ပေါ့နော်ဒီ price ဒီဘက်ကပြောင်းဒီဟာလာဆိုရင် order block နဲ့ပြောင်းမှာဆိုရင်ဒီ order block ပေါ့နော်ဒီ order block နဲ့ daily လုံးမှာရှိတဲ့ order block နဲ့ဒီဘက် order block နဲ့ဆိုရင်ဒီဘက် order block ကပိုပြီးလှတာပေါ့ဒါခဏလေးနဲ့ကြည့်လိုက်တိတာနေတာပဲဟုတ်နော်ဒီဘက်က16ပြီးတော့မှ 18k 29k ဆိုပြီးဒါဒီ volume ဒီတောက်လျှောက်တက်သွားတာပေါ့နော်ဒီဘက်ကဒီမှာဆိုရင် 9k 12k 13k နဲ့တက်တဲ့ဒါသူ့ရဲ့အားလေးတကယ်တော့အားမလှဘူးတကယ်တော့လှတာဒီဘက်က 80k 20k နဲ့တက်သွားတဲ့အားဒီပိုးပြီးတော့လှတဲ့အတိတ်ပဲလည်းရှိတယ်ဒါဒီမှတ်တန်ပြီးတော့ကန်တယ်ကြည့်ပြီး trade တဲ့ပုံစံမျိုးမဟုတ်ဘူးသူ့ရဲ့ data တွေရဲ့သူ့ရဲ့ဘလောက်ပုံစံလုံးပေါ့နော်အမှဆိုရင်စနစ်ကနေပြီးတော့18ဖြစ်သွားတဲ့အခါမှာသူ့ရဲ့ percentage ဒီ54% ပေါ့နော် 54.5% နဲ့ပို့ပြီးတက်တယ်လို့သူပြောသွားတယ်ပေါ့အဲကြောင့်ဒါဒီပို့ပြီးတော့ကောင်းတယ်ဒီဘလို point တွေမှာစောင့်အောင်လဲဆိုတော့ကျွန်တော်ပို့ပြီးတော့မြင်သာထင်သာရှိတယ်ပေါ့နော်ဒါလေးတွေကျွန်တော်မှရှိပြီဖြစ်တဲ့အတွက်ကြောင့်ဒါလေးတွေဒီတော်တော်အဆင်ပြေတယ်ရောင်းမဝယ်မမဖြစ်ဘူးစောင့်ရမယ့် point မမှားဘူးဒီလိုဆိုရင်ဟိုပေါ့နော်အချင်းချင်းပြန်ပြောရမယ်ဆိုရင်ဒီမှာတွင်ဒါကတော့ကိုယ့်ရဲ့ဒါဒီ indicator ကြီးဒီဘယ်အောင် trade ကောင်းမလဲဆိုပြီး technically စဉ်းစားတဲ့ဒီ dashboard ပေါ့နော်ဒါကတော့ currency switch ပြုတ်လုပ်တာဖြစ်တယ်ဒီမှာဒါကတော့ဆိုရင် daily high low line တွေဖြစ်မယ်ဒီ candle တွေကဘလို့နေသွားတယ်ဘလို့သွားသွားတယ်ပြီး tick volume တွေဘလို့ဖြစ်သွားတယ်ဆိုတာကို technical only နဲ့ဒါ trade တဲ့ပုံစံပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီ technical only နဲ့ trade တယ်ဆိုပေမဲ့လည်း fundamental over လေးအမြဲတမ်းထားရတယ် fundamental ဒီအဓိက main frame ဖြစ်တယ်main frame မပါဘဲနဲ့သွားလို့ရင်เนาะကျွန်တော်ပြောသလိုပဲဘာကြောင့်မှားနိုင်လဲရှုံးနိုင်လဲဆိုတာဒီကျွန်တော်ဒီဘက်က economic event တွေမှာဖြစ်ဒါတွေကျွန်တော်လာပြီးစကားပြောပါလိမ့်မယ်ကိုယ့်ရဲ့ winning rate ကိုလာပြီးတော့အများကြီးပြောမယ်ပေါ့เนาะထိကြိုက်နိုင်ပါတယ်ပေါ့အဲ့တော့ဒီအိုင်ကောင်းမှုတော့ဒါတွေအစုံသုံးရမှာရမယ်မသုံးလို့မရဘူးမသုံးရင်ဘာဖြစ်မလဲမသုံးရင်ရှုံးမယ်မသုံးဘူးဆိုရင်ကိုယ့်ရဲ့ winning HD ရော့သွားမယ်နည်းသွားမယ်ပေါ့နော်အဲ့ဒီရော့သွားမယ်နည်းသွားမယ်အခုဆိုရင်ဒီ trade မှာဆိုရင်ကျွန်တော်တို့ကြားတင်ရထိုက်ပြီမယ်ကျွန်တော်တို့ဒီမရဘူးလွတ်သွားတယ်ပေါ့နော်လွတ်သွားတာပြဿနာမရှိဘူး trade ကတော့လွတ်မှာပဲရတဲ့ trade ရမှာပဲ stop loss trade ရဲ့ trade က trade မှာပဲအဓိက risk to reward ကောင်းမှုလို့တဲ့ win rate လေးဒီကိုယ့်ရဲ့ risk to reward ကို cover ဖြစ်တဲ့win rate လေးဖြစ်ဖို့လိုတယ်ပေါ့ဒီလောက်ဆိုရင် MD5 indicator အကြောင်းကိုတည်သွားလောက်ပြီးအဲ့လောက်ဆိုရင်เนาะကျေးဇူးတင်ပါတယ်เนาะနားမလည်တာရှိတယ်မရှင်းတာရှိရင်ကျွန်တော်ကိုမေးနိုင်ပါတယ်ကျေးဇူးတင်ပါတယ်